ဖျားတပည့်တော်ရဲ့ဘဝအမြတ်ဆုံးအေးချမ်းပါစေသာဒါဟာလောကရဲ့မုန်တိုင်းတွေကြားထဲမှာအမားအမှန်ကိုခွဲခြားသိမြင်ဖို့တောင်းခံလိုက်တဲ့တတိတရားစုတောင်းတစ်ခုပေါ့လောကကြီးမှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေကိုလူတိုင်းနီလန်းဖုံဖုံနဲ့ရှာဖွေတတ်ကြပါတယ်ဒါပေမဲ့တချို့သောပျော်ရွှင်ခြင်းတွေဟာလေသူတစ်ပါးကိုနာကျင်အောင်လုပ်ပြီးမှအတင်းအာရမလုပ်ယူရရှိလာတဲ့ပျော်ရွှင်မှုတွေဖြစ်နေတတ်တယ်တစ်ဖက်လူရဲ့မျက်ရည်တွေဒဏ်ရာတွေကိုလေခြေနှင်းကုန်လှုပ်ပြီးကိုကတော့ရေမောပျော်ပါနေရလို့ကျဉ်တ်နေတယ်မလားသူတစ်ပါးရဲ့နှလုံးသားကိုအပိုင်းပိုင်းအဆဆစုပ်ဖြဲပစ်ပြီးမှကို့အတွက်လေဒုက္ခပုံတစ်ခုတိဆောက်နေတာလားတတိထားလိုက်ပါသူတစ်ပါးရဲ့မျက်ရည်တွေစွတ်စွတ်နေတဲ့အောက်ခြေပေါ်မှာဘယ်တော့မှခံခန်းတဲ့ကြောက်ဖြာကိုတိဆောက်လို့မရပါဘူးဝတ်ကြမာဆိုတာအချိန်တန်ရင်လေပတ်တက်တဲ့နိယာမမှုအဲ့ဒီလိုပျော်ရွှင်မှုတွေဟာဘယ်တော့ခါမှမတည်မြဲနိုင်ပါဘူးအခုချိန်မှာကိုကလေအပေါ်စီးကနေရင်မောနိုင်ပါစေအောင်တော့တစ်ဖက်လူရဲ့ခံစားခဲ့ရတဲ့နာကျင်ခြင်းရဲ့တပ်ပြင်းတန်တွေဟာလေကိုယ့်ရဲ့အနာဂတ်စီကိုကံကြမ္မာရဲ့အရေးအဖြစ်နဲ့မလွဲမသွေပြန်လာလိမ့်မယ်ဒါကြောင့်သူတစ်ပါးကိုမျက်ရည်ကျစီမဲ့အရာမှန်သမျှကိုရှောင်လွှဲပြီးကိုယ့်ရဲ့စစ်မှန်တဲ့စိတ်အေးချမ်းခြင်းကိုပဲတိဆောက်ရယူလိုက်ပါ